command ကနေပြီးတော့software လေးတွေကိုဖွင့်တဲ့အခါမှာအလွယ်တကူပေါ့နော် shortcut လေးနဲ့ဖွင့်လို့ရတဲ့နည်းလေးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကိုအမြဲသုံးနေကြဟာတွေကိုတစ်ခုချင်းဒီလိုမျိုးပေါ့နော်ဖွင့်နေမယ့်အစားဒီ run box ကနေခေါ်ပြီးတော့ shortcut နာမည်ရိုက်ထည့်ပြီးတော့ခေါ်တဲ့နည်းပေါ့နော်အဲ့လိုမျိုးလေးလုပ်တဲ့နည်းလေးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ကိုလုံးနေကြဟာကသူအရင်ဦးဆုံး shortcut ရှိမရှိအရင်စစ်ဖို့လိုမယ်ပေါ့နော်စစ်ဖို့လိုမယ်ဆိုတော့ပထမဦးဆုံးကိုသုံးနေကြsoftware တခုကိုဖွင့်လိုက်ပေါ့နော်ကိုသုံးနေကြဥစားကိုဖွင့်လိုက်မယ်ဆိုတော့ဥပမာ PowerPoint ကိုဖွင့်လိုက်မယ် PowerPoint ကိုဖွင့်လိုက်ပြီးသွားရင်သူက shortcut အရင်တတ်မှတ်ထားပြီးဘူးလားပေါ့နော်ဟို run box ကနေခေါ်လိုက်တဲ့အခါမှာအလွယ်တကူပဲခေါ်လို့ရအောင် shortcut တတ်မှတ်ပြီးသားလားတတ်မှတ်မပြီးသေးဘူးလားအဲ့ဒါလေးအရင်သွားစစ်ကြည့်မယ်ပေါ့နော်သွားစစ်ကြည့်မယ်ဆိုတော့အရင်ဦးဆုံးကိုလုံးဖြစ်တဲ့ software လေးကိုအရင်ဖွင့်လိုက်မယ်okay ဖွင့်ပြီးတော့ခဏလေးခောက်ထားလိုက်ပြီးတော့ရင်ဟိုပေါ့နော်စစ်ဖို့အတွက် control shift exe ဆိုတဲ့ text manager လေးကိုခေါ်လိုက် shortcut key လေး control ရဲ့ shift ရဲ့ exe ရဲ့အသုံးကိုတွဲနေလိုက်တယ်ဆိုရင်ဒီ text manager ကြာလာနိုင်မယ်ဆိုတော့အခုကိုလက်တလောဖွင့်ထားတဲ့ဟာပေါ့နော်လက်တလောဖွင့်ထားရင် Microsoft PowerPoint ရှိတယ်ဆိုတော့ဒီ processes အောက်က Microsoft PowerPoint အဲ့ဒီဘောကို right click လေးထောက်ကြည့်မယ်ထောက်ပြီးတော့ဟိုကိုကြည့်မယ်သူကို go to details ကိုတွားလိုက်မယ် go to details ကိုတွားကြည့်ပြီးတော့ကြည့်မယ်ဆိုတော့ PowerPoint ကတော့ဒီလိုမျိုးလေးရေးထားတယ် power pnd.exe အဲ့လိုမျိုးလေးရှိတယ်ဆိုတော့ခေါ်ကြည့်မယ်ပေါ့နော်ဒါပေမဲ့ .exe မပါဘဲနဲ့အရှိရဟာလေးကိုပဲ run box ကနေရိုက်ပြီးတော့ခေါ်ကြည့်မယ် power pnd ဆိုတဲ့ဟာလေးနဲ့ခေါ်ကြည့်မယ်ဆိုတော့ဒါလေးကို run box ကနေခေါ်ကြည့်ပါမယ် window r ရိုက်ထည့်ပေါ့နော် power pnd လို့ရိုက်ထည့်လိုက်မယ်ပြီးရင် enter ခောက်လိုက်မယ်ဆိုတော့ဟုတ်ပြီဆိုတော့ပွင့်လာတယ်ရှိပြီးသားပေါ့နော် run box ကနေ power pnd လို့ရိုက်ထည့်လိုက်ရင်ဒါက PowerPoint ပွင့်လာမှာပဲဖြစ်တယ်ဆိုတော့နောက်တစ်ခုစမ်းကြည့်ပါမယ်နောက်တစ်ခုကတော့ကိုကထားပါတော့အခု paint ကိုဖွင့်ကြည့်လိုက်မယ်ပေါ့နော် paint ကိုဖွင့်ကြည့်မယ်နောက်ပြီးဖွင့်ထားပြီးသွားရင် paint ကိုလည်းခုနကtext manager မှာတစ်ချက်သွားကြည့်မယ် process ကိုသွားလိုက် process ကိုသွားပြီးတော့ paint app ပေါ်မှာ right click လေးထောက်လိုက်ပြီးသွားရင် go to detail ကြည့်လိုက်မယ်ဆိုတော့ ms paint လို့ခေါ်လို့ရတယ်ဆိုတော့ဒါလေးကိုခေါ်ပြပေးမယ်เนาะဆိုတော့ run box လေးကိုခေါ်လိုက်မယ် window နဲ့ r လေးကိုနှိပ်လိုက်ပြီးရင် ms paint လို့ paint ms paint လို့ရိုက်ထည့်လိုက်မယ်ဆိုတော့ပွင့်လာတယ်ဆိုတော့ဒီလိုမျိုးပွင့်လာတာကသူကဟိုပါပေါ့နော်ကြိုတင်ပြီးတော့ဒီလို shortcut လေးရာသတ်မှတ်ထားပြီးသားเนาะ run command မှာဖွင့်လို့ရအောင်သတ်မှတ်ထားပြီးသားဆိုတော့ဟုတ်ပြီနောက်တစ်ခုလုပ်ကြည့်မယ်ဒါ any text ကိုပဲလုပ်ပြလိုက်မယ်เนาะဆိုတော့အခု shortcut မသတ်မှတ်ရသေးတဲ့ဟာ window ကနေပြီးတော့ဖွင့်လိုက်မယ်ဒီမှာ any text ဆိုတာက shortcut သတ်မှတ်ပြီးသားလားစမ်းကြည့်မယ်เนาะဒီ any text ကိုပြီးရင် okay နေလိုက်မယ်ဆိုတော့ဒီလိုမျိုးကြာလာတယ်ဆိုတော့ဒါကသူက shortcut run box ကနေပြီးတော့ shortcut ခေါ်လို့မရအောင်အဲ့ဒါကိုခေါ်လို့ရအောင်လုပ်မယ်ပေါ့နော်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဦးဆုံးအနေနဲ့ဒီလွတ်တဲ့နေရာပေါ့နော်ဒီ screen လွတ်တဲ့နေရာမှာ right click နှိပ်လိုက်နှိပ်ပြီးတော့ new ဆိုပြီးတော့shortcut ကိုနှိပ်မယ် shortcut တစ်ခုလုပ်လိုက်မယ်ပြီးတော့ရင်ကိုကဘယ် software ကိုလုပ်ချင်တာလဲပေါ့နော်ဆိုတော့လုပ်ချင်တဲ့ software ကိုတော့ဖွင့်မယ်ဆိုတော့ browse ကိုနှိပ်လိုက်ကိုဘယ် software လေးကိုလုပ်ချင်လဲဒီထဲကကိုကြိုက်တဲ့ဟာကိုလုပ်ချင်တဲ့ဟာကို select ပြီးတော့ရွှေ့ရမှာပေါ့နော်ဆိုတော့အခုအနေနဲ့ဒီမှာအနေနဲ့ဆိုတော့ any text ကိုလုပ်ပြမယ်လို့ပြောထားဆိုတော့ any text ကိုပေးလိုက်မယ်ပြီးရင် okay ပေါ့နော်ပြီးရင် next ကိုနှိပ်လိုက်ဆိုတော့ shortcut နာမည်ကိုဘယ်လိုပေးမလဲတဲ့အတိုင်းသူ့အတိုင်းပဲပေးပါလားရရကိုကဒီလိုပဲပေးလိုက်မယ်အတူရင်းကြီးပဲ any text လို့ပြောင်းလိုက်မယ်ဒီဘက်မှာ original ကဒီလိုမျိုးဒါအခုကိုကထပ်လုပ်တဲ့ shortcut ပြီးတော့ရင် finish ကိုနှိပ်လိုက်ပြီးတော့လည်းတခုပေါ်လာဒါအခုမှကိုလုံးလိုက်တဲ့ shortcut တခုဆိုတော့အဲ့ဒါလေးကိုဘာလုပ်မလဲဆိုတော့အဲ့ဒါကို right click နှိပ်ပြီးတော့ copy ကူးတာပဲဖြစ်ဖြစ် cut လုပ်တာပဲဖြစ်ဖြစ်ကြိုက်တာလုပ်လို့ရတယ်မနော် cut လုပ် copy လုပ်လို့ရတယ်ဆိုတော့ cut လုပ်လိုက်မယ် cut လုပ်မယ်လုပ်ပြီးတော့ဘယ်မှာသွားထည့်မလဲဆိုတော့ system 32မှာသွားထည့်မယ်ဆိုတော့အဲ့ဒီ system 32ကိုသွားဖွင့်မယ်ဆိုရင်ကျတော့ window r လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ရင်ဒီမှာsystem 32ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုတော့အဲ့ဒီထဲမှာသွားထည့်မယ်ဆိုတော့ control v copy ကူးထည့်တယ်လို့မျိုးပဲ control v နှိပ်ပြီးတော့ရင် continue နှိပ်မယ်ဆိုတော့ကူးသွားပြီတွေ့လားဒီမှာကူးလိုက်ပြီဆိုတော့အဲ့ချတော့ရသွားပြီဆိုတော့ဒီကောင်လေးကိုပိတ်ထားလိုက်မယ်ပြီးရင် window
R နဲ့ပြန်ခေါ်လိုက်မယ်ဆောနာကိုပေးခဲ့တယ်လို့ NEDSK လို့ပေးလိုက်မယ်ဖွင့်လိုက်တယ်ဆိုတော့ဒီမှာဒီတစ်ခါမှာတော့ခုနလို error message ကြီးမတက်လာတော့ဘဲနဲ့တန်းပြီးတော့ပွင့်သွားပြီပေါ့နော်ဆိုတော့ဒီလိုနည်းနဲ့ shortcut လုပ်လို့ရတယ်ပေါ့နော်အလွယ်တကူလွယ်ကူကူပဲဖွင့်လို့ရအောင်လို့ကိုလုပ်ချင်တဲ့ file ကြီးကို shortcut သတ်မှတ်လို့ရပါတယ်ဆိုတော့အဲ့လိုမျိုးပဲဒါကတော့ software တွေsoftware application တွေပေါ့နော် application တွေသတ်မှတ်တာအဲ့လိုမျိုးပဲ file မျိုးလည်းသတ်မှတ်လို့ရတယ်ပေါ့နော် file မျိုးသတ်မှတ်မယ် file မျိုးသတ်မှတ်မယ်ဆိုတော့ဆောနာကနာလေးနော်ဒီ AnyText ကိုပြန်ပြီးတော့ delete လုပ်ထားလိုက်မယ်နော်ဟုတ်ပြီဆိုတော့file လေးပေါ့နော် file တွေကိုကိုယ့်ရဲ့file တွေပဲဖြစ်ဖြစ် folder တွေပဲဖြစ်ဖြစ်အဲ့ဒါကိုလည်းအမြဲတမ်းသုံးနေကြဟာတွေကိုဒီလိုတစ်ဆင့်ချင်းလိုက်ဖွင့်နေမယ်အစား shortcut နဲ့သုံးချင်နေဆိုရင်လည်းရတယ်ဆိုတော့ဥပမာအနေနဲ့ဆိုဒီတဲကဒီ ICT ဆိုတဲ့ဒီ folder ကိုပေါ့နော်ဒီ folder ကို shortcut လုပ်ချင်တာဒီ ICT ဆိုတဲ့ folderပေါ့နော်ရရ document အောက်ကလုံးလိုက်မယ် document အောက်က ICT ဆိုတဲ့ folder နော် document အောက်က ICT ဆိုတဲ့ folder ကို shortcut လုပ်ချင်တယ် document အောက်က ICT ဆိုတဲ့ folder ကို shortcut လုပ်မယ်ပေါ့နော်လုပ်မယ်ဆိုရင်လည်းဆောနာလိုပဲ right click လွတ်တဲ့နေရာမှာ right click ထောက်ပြီးသွားရင် new ကိုနှိပ်မယ်ပြီးရင် shortcut ကိုနှိပ်မယ်ပြီးတော့ရင်ကိုလုပ်ချင်တဲ့ file ရဲ့ location ကိုသွားရှာပါဆိုတော့ဆောနာကပြောသလိုပဲဟိုအောင်မှာရှိမယ်အဲ့ဒါကthis PC အောက်က document အောက်က ICT ဆိုတဲ့ folder ဒီ folder ကို shortcut အနေနဲ့ထားခြင်းတာဆိုတော့အဲ့ဒါလေး select မှတ်လိုက်မယ်ပြီးရင် okay ပေးမယ်ပြီးတော့ရင် next လို့နှိပ်မယ်ပြီးတော့ရင်ဒါကတော့ပို့ပေးခြင်းနဲ့ shortcut နာမည်ပေါ့နော် shortcut နာမည်ကြိုက်တာပြလို့ရတယ်ဆိုတော့အတူကောက်ပဲ ICT လို့ပြလိုက်မယ်ဆိုတော့ဒီ shortcut လေးကဒီနားကိုရောက်လာပြီဆိုတော့အဲ့ရောက်လာတဲ့ဟာလေးကိုဆောနာ assistant 32ထဲမှာသွားပြီးတော့ထည့်မယ်ဆိုတော့ right click နှိပ်လိုက် cut or copy ကြိုက်တာလုပ်ခဲ့ဆိုတော့ cut လုပ်လိုက်မယ် cut လုပ်မယ်ပြီးတော့ရင်run box ခေါ်လိုက်မယ် window R ပြီးသွားရင်system 32လို့ရိုက်ထည့်လိုက်မယ် run box က system 32လို့ရိုက်ထည့်ပြီးရင်ဒီထဲကို copy ကူးထည့်မယ် control V ရိုက်ထည့်လိုက်မယ်ပြီးသွားရင် continue ဆိုတော့ ICT ဆိုတဲ့ shortcut လေးကိုဒီမှာလာကူးထည့်လိုက်ပြီရောက်လာပြီเนาะဆိုတော့အဲ့ကြတော့အဲ့ဒါလေးကိုဖွင့်မယ် run box ကနေ window Rရောက်သွားပြီဆိုတော့ ICT လို့နှိပ်လိုက်မယ်ကြတော့တန်းပွင့်သွားကိုသုံးနေကြ file မျိုးအလဲတကူပဲအဲ့လို shortcut ထားပြီးတော့တတ်မှတ်ပြီးတော့ပေါ့နော် shortcut တတ်မှတ်ပြီးတော့လောက်ဆောင်လို့ရပါတယ်ဆိုတော့ဒါဆိုရင်တစ်ဆင့်ချင်းဒီနေရာရောက်ဖို့ဆိုရင်ပုံမှန်အတိုင်းဆိုရင်တို့ဝင်ပုံဝင်ကြီးကthis PC ကိုဖွင့်ရမယ်ပြီးသွားရင် document အောက်ကိုပြန်သွားရမယ်ပြီးသွားရင် ICT ဆိုတာကိုဖွင့်ရမယ်ဆိုတော့အချိန်ပိုကြာတယ်လीเนาะဆိုတော့ဒီ shortcut တွေတတ်မှတ်ခြင်းအပြင်ကိုမြန်ဆန်ဆန်ပဲလောက်ဆောင်လို့ရသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတွေ့ပါမယ်